Hey လူငယ်တို့ Hey, what's ကျွန်တော် up? ရဲ့2026ကိုပြောင်းလဲဖို့အချိန်ရောက်ပြီ Yeah. ဒီနေရာဒီကြောင်းပေးရမှာကျွန်တော်ဘာလို့အစီအစဉ်တွေရှိကြလဲ Yeah bro ဘာလို့မစီရှိရဲ့တင်းအနေနဲ့ဘာမှလုပ်ဖို့မရှိဘူး plan ထားရတယ်လေဘာမှမရှိဘူးဆိုရင်တော့တင်းအထူးစီစဉ်တစ်ခုလာတယ်အဲ့ဒါကတော့ The Flaming Arrow Bible School ပဲဖြစ်ပါတယ် Wow ဒါကပုံမှန် Bible School လို့မဟုတ်ပဲလူငယ်စဉ်က energy နဲ့ဖခင်အတွက်အသက်ရှင်နေတဲ့သူတွေအတွက်အရောက်ကိုတက်တဲ့ Bible School ဖြစ်ပါတယ် ဟုတ်ပါတယ်ဆိုတော့ဒီနေ့ရဲ့ Bible School တင်းကတော့ I am Giant Slayer ဆိုတဲ့တင်းဖြစ်ပါတယ် Yeah. ပြီးတော့လေနောက်တစ်ခုကျွန်တော်ပြောပြချင်နေပါတယ်ကျွန်တော် Bible School လှုပ်ဆောင်မဲ့ date နဲ့နေရာလေးကိုကျွန်တော်ပြောပြချင်တယ်ဆိုတော့ date ကတော့ကျွန်တော် April 29ရက်နေပြီးတော့မေလ23ရက်နေ့ဖြစ်တယ် bro နေရာရော bro နေရာကတော့ Dream Center Mini Hall မှာတလားတီတီလှုပ်ဆောင်တော့မှာဖြစ်ပါတယ် wow ဒါကြောင့်ဒီ Bible School မှာလူငယ်တွေအနေနဲ့ယေရှုခရစ်တော်ကဲ့သို့ဘယ်လိုအသက်ရှင်မလဲ revivalist တယောက်အနေနဲ့ဘယ်လိုနှုတ်ဘတ်တော်ဝင်ရမလဲ prophetic lifestyle discipleship leadership ပြီးတော့လေဒီနေ့ခေတ်ဒီအချိန်မှာလူငယ်တွေအတွက်အရင်အရေးကြီးနေတဲ့ Kingdom DNA ခါချာနဲ့အစီအကံနှလုံးသားအကြောင်းအရာများစွာကိုအနီးကပ်ပြုစုသင်ကြားပေးတော့မှာဖြစ်ပါတယ် ဟုတ်ပါတယ်ဆိုတော့ကျောင်းထဲမှာစာရေးပဲထိုင်လို့နေရတဲ့ vibe မျိုးမဟုတ်ဘဲနဲ့ activity မြောက်များစွာနဲ့ရေးလေရှိနေမှာဖြစ်ပါတယ် တော့နှုတ်ကပတ်တော်သင်ကြားခြင်းပြင်အသင်းတော်မှာရှိတဲ့ ministry နဲ့လည်းတင့်ကိုအခြေဆက်ပြီးတော့မှသင်ကြားပေးခြင်းကိုခံရအောင်မှာဖြစ်ပါတယ် ဟုတ်ပါတယ်တင်းနေတဲ့တကယ်ကမှ ministry ထဲမှာဘယ်လိုလက်တွေ့လှုပ်ဆောင်မယ်အစီအကံနှလုံးသားနဲ့ဘယ်လိုလှုပ်ဆောင်မယ်ဆိုတဲ့အရာကိုမြောက်များစွာလေ့ကျင့်ပြင်ဆင်ပေးမှာဖြစ်ပါတယ် ဒါဆိုရင်တော့ကိုကောင်မနစ်ကတော့အတွေ့အကြုံလေးကိုနည်းနည်းလေးပြန်ပြီးတော့မှ share လေးလုပ်ပေးပါ Yeah မနေ့ကဆိုရင်တက်ရောက်ခဲ့တဲ့ကျောင်းသူကျောင်းသားတွေကသူတို့လုံးဝအရောက်ပဲဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းအင်္ဂလိပ်ကို outreach မှာလှုပ်ဆောင်တယ်တစ်ချိန်ကတော့သူတို့တွေကဒီဇိမ်းတွေကိုစကားပြောကြောက်ရွံ့ခဲ့ကြတာတို့တော်တကယ် outreach မှာလက်တွေ့သွားရောက်ပြီးတော့အင်္ဂလိပ်ဝင်ငှားခဲ့တယ်လက်တွေ့ဆုတောင်းပေးခြင်းအားဖြင့်တက်တည်မြောက်များစွာတွေကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါတယ် ဆက်တော်လူငယ်များဒီရာကတင်းအတွက်လုံးဝလက်မလို့တင်တဲ့အခွင့်အရေးဖြစ်တယ်ဒါဆိုရင်ကျွန်တော်လည်းအခုပဲရှင်းသွင်းလိုက်တော့ ဆင်းသွင်းလိုက်တော့ဒါကြောင့်လူငယ်တွေအနေနဲ့တင်းရဲ့ဘဝမှာအပြောင်းလဲတစ်ခုကိုတင်တွေ့ကြုံတင်တယ်ဆိုလို့ရှိရင်ဒီ Bible School ကိုတင်ကြော်သွားလို့လုံးဝ Yeah ဟုတ်ပါတယ်ဟောအခုပြီးတော့လေတောင်းရဲ့ fee ကြီးကတစ်လကို3000လို့တော့သူကပြောထားတယ်ကို 3000ဆိုပေမဲ့တင်းအနေနဲ့ပြီးခဲ့တဲ့ camp ဒီပါကို join ရတယ်ဆိုလို့ရှိရင် freshman 1000ကိုပြန်လည်ရရှိမှာဖြစ်တဲ့အတွက်ကြောင့်သိအတိဖြစ်သွားပါပြီဒါကြောင့်အမြန်ဆုံးအခုတည်းကနေပြီးတော့စီးပေးသေးတာဖို့ရန်လက်မလို့ခံမဲ့တိုက်တွေ့ချင်ပါတယ် Yeah ဒါကြောင့်မို့အခုပဲ caption မှာပေးထားတဲ့ link တွေကိုဝင်ပြီးတော့ register လုပ်လိုက်ရအောင် တကယ်ကြီးအောက်တူဖိတ်ခေါ်လိုက်အောင် Yeah ဒါဆိုရင် Flaming Bible School မှာတူတူတွေ့ကြမယ်